အခုလက်ရှိ Siri ကဘယ်လောက်ထိတောင်စုပ်ပြတ်တက်နေလဲဆိုတာကိုကျွန်တော်တို့ဒီမှာရိုက်ကြည့်လို့ရတယ်ဒါလေးမေးတာကိုသူကဘာမှကိုပြန်မလာတော့ဘူးအဝိုင်းလေးလဲပြီးတော့မှဒီနားမှာပဲတင်နေရပါတော့ဆိုတော့ Google Gemini ကဲမှပဲအဆင်ပြေတော့မဲ့အနေအထားမှာရှိတယ် Apple ကတော့1 billion ပေးပြီးတော့မှ Gemini သုံးမယ်ပေါ့နော်ကျွန်တော်အနေနဲ့ဒီမှာပေါ့နော်ဟိုရှစ်ခက်က Siri လေးကိုကျွန်တော်စမ်းကြည့်ကြည့်မယ် Can I type? Okay, you can tap above to type. ဒီနားမှာခုနကတော့ငါမေးခွန်းပဲကျွန်တော်ပြန်မေးကြည့်မယ် Are you Siri ဆိုပြီးတော့ I'm Siri, here to help. iOS 10ပေါ့နော်ဒါဆိုလို့ရှိရင် iPhone 4S က iOS 10က Siri ကပြန်ဖြေနိုင်တယ်ဒီ Siri ကတော့အခုချိန်ထိloading ဆွဲနေပြီးတော့မှပျောက်သွားတယ်ပေါ့နော်ပြန်မဖြေနိုင်ဘူး iPhone 4S က Siri တောင်မှပြန်ဖြေနိုင်တဲ့မေကွန်းကိုဒီဘက်ခေတ်က Siri ကပြန်မဖြေနိုင်ဘူးဆိုတော့တော်တော်လေးကိုချိန်နေဆိုးတယ်နောက်တစ်လုံးကတော့ iOS 10က Siri ကိုစမ်းကြည့်ရအောင် Can I type? Okay, you can. I'm Siri, your virtual assistant. DSCV လည်းပြန်ဖြေနိုင်တယ် DSCV လည်းပြန်ဖြေနိုင်တယ်ပြန်မဖြေနိုင်တာကတော့ဒီရဲ့ Siri ဖြစ်ပါတယ် Are you Siri တို့တောင်ပြန်မဖြေနိုင်တဲ့ Apple Intelligence က Google ကိုသွားပြီးတော့မှ AI အတွက်1 billion ပေးရတာကလည်းမထူးဆန်းပါဘူးစာပါဘိုးတွေပါနေဆိုလို့ရှိရင်တော့5 billion လောက်ထိပေးရမယ်လို့တော့သိရတယ်နောက်လာမယ့် Apple Intelligence က okay လားမ okay လားဆိုတာကိုစောင့်ကြည့်ကြတာပေါ့